နော်အများကြီးกว่าအဲ့တော့ तू ကဒီကောင်ကဘာတွေလာပြီးတော့ပြောနေလဲဆိုပြီးစိတ်ထဲကရည်ကျင်ပါပဲနော်ထားတော့ဒီလိုမျိုးကဘာမှာအပြောင်းလဲကြီးတွေစစ်ကြီးတွေဖြစ်လာတယ်နော်မရေရာမတိတာတွေများတဲ့ကာလနိုင်ငံကြီးပါဝါကြီးတွေအားပြိုင်တဲ့ကာလအဲ့ဒီလိုမျိုးမှာစင်ချင်ညာနဲ့ပြောရရင်နိုင်ငံငယ်တွေကပါငိမ့်ပြီးတော့သတိနဲ့ရွှေ့တာအကောင်းဆုံးဒါပေမဲ့တပိုးတဲ့သမားမင်းအွန်လိုင်းအတွက်ကတော့သူကရုရှားကိုမြမမြေပေါ်ခေါ်လာလို့ရှိရင်ရုရှားအကျိုးစီးပွားတွေကိုများပုံထားရင်ဒီပြည်တွင်းကတော်လိုင်းအင်အားစုတွေကိုဖြိုလိုက်မယ်လို့အတွက်နဲ့ဒါသွားပင့်တာပဲကျွတ်မင်းပင်ရဲ့အကာအကွယ်နဲ့သူလည်းမင်းဖြစ်ချင်တာကိုအဲ့တော့သူလောက်တာတွေက common sense တာမန်အတွေးနဲ့ပဲလို့အကျိုးဆက်ကိုသူမစင်စားဘူးသူလောက်တဲ့ပုံကတရုတ်အမေရိကန်ရုရှားပါဝါကြီးကိုဒီမြန်မာပြည်ပေါ်မှာရောသမမှွေလိုက်ရင်ပိုရှုပ်ထွေးပိုဆိုးကုန်မှာအဲ့ဒါကမှမြန်မာဟာအစိတ်အမွာဖြစ်ကဘာစစ်ဖြစ်ရင်လည်းစီညက်ကြည်သွားမဲ့အနေထားရှိပါတယ်ဗျဟုတ်ကဲ့ဆရာ